AC တန်း ဧကမိုင်ကိုဘာလို့လက်လွတ်မခံသင့်လဲဆိုတဲ့အကြောင်းရင်း၃ချက်ပြောပြပေးမယ်ပထမတစ်ချက်ဧကမိုင်လမ်းမကြီးဖြစ်တဲ့စုခိုရဲ့63လမ်းမကြီးပေါ်မှာရှိတယ်ဆိုတော့ random အတွက်အရန်ကောင်းတယ်ဧကမိုင် area မှာစံစည်းကြီးကိုလိုရမယ်ဆိုတော့ကိုရိုက်ပြီးမလားအရန်မိုက်အစောဆုံးဝယ်ရွက်သူတွေအတွက် promotion တွေပြင်တက်တာဆုံးဈေးနဲ့ရမယ်စံစည်းကြီးကိုလိုဖြစ်တဲ့အတွက်ဝယ်ပြီးသွားရင်ဈေးကလည်းထက်တက်အောင်မှာဆိုတော့ investor တွေအတွက်ကအရန်ကိုတက်တော့ဒီ project ရဆိုရင်ဧကမိုင်လမ်းမကြီးဖြစ်တဲ့စုခွေး63လမ်းမကြီးပေါ်မှာတည်ရှိတယ်။ဒီဧကမိုင်63လမ်းမကြီးရာဆိုရင်စုခွေးလမ်းမကြီးနဲ့ Fresh Food လမ်းမကြီးကိုဓာတ်ရိုက်ပေါက်တဲ့လမ်းမကြီးပဲဖြစ်ပါတယ်။ BTS ဧကမိုင်နဲ့ 1.2 ကီလိုမီတာအကွာမှာရှိတယ်။အနီးညမှာဆိုရင် Donkey Mall က150မီတာအကွာမှာရှိပြီးတော့ Base ကလည်း450မီတာအကွာမှာရှိတယ်။ဧကမိုင်လို့အမှားမပြတ်တဲ့နေရာမှာရှိရဖြစ်တဲ့အတွက် random အတွက်ကလည်းလုံးဝပူကြမလို့ဒီ project မှာဆိုရင်ကျွန်တော် Building A နဲ့ Building B ဆိုပြီးတော့ residential building နှစ်ခုရှိပြီးတော့ car park တွေအတွက်လည်း8လွှာအပြည့်ရှိတဲ့ building တစ်ခုထပ်ပါမှာပဲဖြစ်ပါတယ်။ residential unit တွေကတော့ building A မှာဆိုရင်904ခန်းရှိပြီးတော့ building B မှာဆိုရင်429ခန်းပဲရှိပါပဲဖြစ်ပါတယ်။အခန်းမျိုးစားတွေအနေနဲ့ကျွန်တော်တို့ simplex နဲ့ loft ဆိုပြီးတော့နှစ်မျိုးခွဲလို့ရပါမယ်။ဒီခန်းလေးကတော့30 square meter ရှိတဲ့1 bedroom loft အခန်းလေးပဲဖြစ်ပါတယ်။ပုံမှန်1 bedroom loft အခန်းတွေထက်အရန်ကိုကျယ်ဝန်းတဲ့ခန်းစားချက်မျိုးရရှိမှာပါ။အခန်းကတော့45 square meter ရှိတဲ့2 bedroom အခန်းလေးပဲဖြစ်ပါတယ်။45 square meter ပဲရှိရဆိုပေမဲ့အရန်ကိုကျယ်ဝန်းတဲ့ခန်းစားချက်မျိုးရရှိမှာပဲဖြစ်ပါတယ်။ဒီရမ်းမိုက်တဲ့ AC တန်း income project လေးကိုစိတ်ဝင်စားရဆိုရင်တော့ကျွန်တော်တို့ home Thailand estate ကိုအများဆုံးလာရောက်ဆက်သွယ်လိုက်တော့နော်